ကိုဘယ်လိုခေါ်လဲဆိုတော့ dog mai ပန်းကိုဘယ်လိုခေါ်လဲဆိုတော့ထိုင်းလို dog mai လို့ပြောပါတယ်နေ့စီပန်းကို dog gulab နေ့စီပန်းကို dog gulab လို့ပြောပါတယ်စပယ်ပန်းကို dog meli လို့ပြောပါတယ်နောက်တစ်ခုကနေကြပန်းကိုကြတော့ dog tantawan လို့ပြောပါတယ်ကြာပန်းကိုထိုင်းလိုဘယ်လိုပြောလဲဆိုတော့ dog bua ထိုင်းလိုကြာပန်းကို dog bua လို့ပြောပါတယ်ပရောက်ပန်းကိုကြတော့ dog pradu ပရောက်ပန်းကိုထိုင်းလို dog pradu လို့ပြောပါတယ်ခရီးပန်းကိုကြတော့ dog phikut ထိုင်းလိုခရီးပန်းကို dog phikut လို့ပြောပါတယ်နောက်တစ်ခုသစ်ခွားပန်းကို